မင်္ဂလာပါရှင်အပတ်စဉ်ပုဒ်တဟူညသတင်းတင်ဆက်မှုအစီအစဉ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့စစ်ကောင်စီတပ်ကပြည်သူစစ်တွေကိုတင်တန်းပို့ချနေတဲ့သတင်းကတိုင်းတောင်မှာစစ်ကောင်စီတပ်ကလင်းပုံကျဲလိုက်တဲ့သတင်းနဲ့တခြားစိတ်ဝင်စားဖို့သတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ကျွန်မကရှင်းမုံပါရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ကုတ်ခိုင်နဲ့လာရှိုးမြို့တွေမှာစစ်ကောင်စီတပ်ကသူတို့လက်အောက်ခံဖြစ်တဲ့ပြည်သူစစ်တွေကိုစစ်တင်တန်းအမြဲတမ်းလိုပို့ချပေးနေတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်ထဲစစ်အင်အားလျော့နေလာတာနဲ့စစ်သားလုပ်ဖို့လူနေပါလာတဲ့အတွက်ကြောင့်စစ်အင်အားပြန်လည်တိုးချဲ့နိုင်ဖို့ရန်အတွက်စစ်ကောင်စီတပ်လက်အောက်ခံဖြစ်တဲ့ပြည်သူစစ်တွေကိုစစ်သားလုပ်ဖို့အတွက်စစ်တင်တန်းတွေပေးနေတယ်လို့သိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြည်သူစစ်တွေများတဲ့အတွက်ကြောင့်စစ်အင်အားအများအပြားတိုးလာနိုင်ကြောင်းနဲ့စစ်တင်တန်းပိုးချတာတလားကြော်ကြနေပြီဖြစ်ပြီးရွာသားတွေရှိတဲ့ရွာအနီးဝန်းကျင်တွေမှာလက်နက်ကြီးပစ်တင်ကြားနေတဲ့အတွက်ကြောင့်ပြည်သူတွေထိခိုက်မှာစိုးရိမ်နေကြပါတယ်။စစ်ကောင်စီတပ်ကအခုလိုပြည်သူစစ်တွေကိုစစ်တင်တန်းပိုးချတဲ့နေရာမှာတိုင်းသားတွေလည်းပါဝင်နေတဲ့အတွက်ကြောင့်ဒေသခံတိုင်းသားအချင်းချင်းပြစ်ခတ်ရန်တိုက်ပေးနေတယ်လို့ဖြစ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ KIA တပ်မကိုတပ်ရင်း6နေပြီဖြစ်တဲ့ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကတိုင်းတောင်မှာအောက်တိုဘာ 10 ရက်နေ့ကစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်လေရင်နဲ့လာရောက်ဘုံကျဲတိုက်ခိုက်တဲ့အချိန်ဖားကန့်တပ်မကုန်းဖက်ကနေကတိုင်းတောင်ဖက်120မမလို့ယူဆရတဲ့လက်နက်ကြီးတွေနဲ့ပစ်ကူတာတွေလည်းရှိခဲ့ပါတယ်။ကတိုင်းတောင်မှာတပ်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်ခလာရ119တပ်ဖြစ်ပြီးအောက်တိုဘာ 9 ရက်နေ့မနက်က KIA မှဝင်ရောက်တိုင်းပိုက်ထားတဲ့နေရာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီတပ်တွေကလွန်ခဲ့တဲ့အောက်တိုဘာ 6 ရက်နေ့ကစပြီးဗမော်နဲ့လွယ်ကျယ်လမ်းပိုင်းကိတ်တွေမှာခီးသွားယူတွေကိုအတင်းအဓမ္မစစ်ဆင်မင်းမြန်းတာတွေပြုလုပ်ပြီးဆန်နဲ့အခြားကုန်ပစ္စည်းတင်ပို့တဲ့ကားတွေကိုလည်းတားဆီးပိတ်ပင်ထားတယ်လို့သိရှိရပါတယ်။ဗမော်နဲ့လွယ်ကျယ်လမ်းပိုင်းတွေမှာခီးသွားပြည်သူမှအပအခြားကုန်ပစ္စည်းတင်ပို့တာတွေရပ်ဆိုင်ထားပြီးစစ်ကောင်စီဘက်ကရက်ပေါင်း15ရက်အထိကုန်ပစ္စည်းတင်ပို့တာတွေကိုပိတ်ပင်ထားမှဖြစ်တယ်လို့ပြောဆိုနေတာတွေရှိတဲ့အတွက်အချိန်ကာလကြာကြာပိတ်လိုက်မှာကိုကုန်သည်တွေနဲ့ကုန်ပစ္စည်းတင်ပို့သူတွေစိုးရိမ်နေကြပါတယ်။အခုလိုစစ်ကောင်စီတပ်ကကုန်ပစ္စည်းတင်ပို့မှုရပ်ဆိုင်ထားတဲ့အတွက်လွယ်ကျယ်နီးနာဝန်းကျင်တွေမှာရှိတဲ့ပြည်သူတွေနဲ့စစ်ပေးတင်းရှောင်နေရတဲ့ပြည်သူတွေကစာဝတ်နေခက်ခဲနေတဲ့အချိန်ကုန်စည်နှုန်းတွေလည်းပုံမှန်မြင့်တက်လာမှာကိုစိုးရိမ်နေကြရပါတယ်။အပတ်စဉ်ပုဒ်တဟူညသတင်းတင်ဆက်ခြင်းအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်